လုံးချင်းအိမ်တွေများပြားပြီးတော့ကားပါကင်ပေါ်များစွာရရှိမဲ့အလွှာနှိမ်တိုက်ခန်းအခန်းတစ်ခန်းကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် VVIP 9ရပ်ကွက်လေးဖြစ်တဲ့တောင်ကလာပါမြို့နယ်ကမြစ်တာလန်တစ္ဆာလန်တုံးမင်္ဂလာလမ်းမကြီးအနီးဆက်ဆုံးမှာတည်ရှိပြီးတော့အလွှာအနေနဲ့တက်တရတက်ပဲဖြစ်ပါတယ်ရှင်ရန်နာစပေးမှာဆိုရင်ကျွေးပြခင်းပြီးထားမယ်ပန်းဆန်းရှိတ်ပတ်လည်တက်ဆင်ပေးထားပြီးအရှိမျက်နှာစာပြူကောက်မြင်ပြီးအလင်းရောင်နဲ့လင်းဝင်လေထွက်ကောင်းစွာရရှိမဲ့အခန်းပဲဖြစ်ပါတယ်ရှင်လုံးချင်းတွေများပြားတဲ့ရက်ကွက်ထဲအခန်းတစ်ခန်းဖြစ်တဲ့အတွက်ကားပါကင်ပေါ်များစွာရရှိပါတယ်ရှင်ဖျားကန်တီးတက်မှာဆိုရင်ဖျားเจ้าဆောင်ထည့်သွင်းပေးထားမယ်အလင်းရောင်ကောက်ရမယ်ပရင်းပေါက်တွေပါဝင်ပြီးလိုက်ကအထူသားနှစ်ထပ်ကိုတက်ဆင်ပေးထားမယ်အီကိုဦးနဲ့ဘောင်ခတ်အလှဆင်ပေးထားပြီးဧခန်းမှာခင်မိထားမယ်ဆိုဖာစတီတစ်ဆက်ကိုထည့်သွင်းပေးထားပြီးစီလင်မှာအလှချက်တည်နဲ့မျက်နှာပန်းကိုပေါ်လွင်အောင်အခန်းအပြည့်မီးဆိုင်လှလှလေးတွေအသုံးပြုပေးထားပြီးလှပတင့်တဲ့ခန်းနာမယ် TV ကွန်ဆိုးကိုမာဘယ်ဝင်းနဲ့ဘောင်ခတ်အလှဆင်ပေးထားပြီးအောက်ဖက်မှာ drawer ရိုက်ထည့်သွင်းပေးထားမယ်မိန်းတကမာကြီးမှာဆိုရင်ဘာကြတကားတစ်ထပ်တစ်သားတကားတစ်ထပ်ကိုလုံးဝဆေးဖြစ်အောင်တက်ဆင်ပေးထားပြီး24နိုင်အခန်းအတွင်းမီရဖို့အတွက် power station ကိုထည့်သွင်းပေးထားတယ်ပရင်းပေါက်တိုင်းမှာကိုရီးယားကျိုးဆက်လက်ကမြောက်တက်ဆင်ပေးထားပြီးအဲကွန်တစ်လုံးပါဝင်ပါတယ်ရှင်။6လမ်းအတော်ကျဲဝန်းတဲ့အတွက်ကြောင့်မို့ကက်ဘိနက်တွေဒေါ်ရာတွေကိုထည့်သွင်းပေးထားမယ်။6လမ်းအိတ်ခန်းတွေမှာဆိုရင်နှစ်ပေပတ်လည်ကျွေပြားတွေအပြည့်ခင်းပေးထားပြီးကက်ဘိနက်တွေထည့်သွင်းပေးထားမယ်။အိတ်ခန်းတိုင်းမှာမိုင်းစတီတော့ကိုတက်ဆင်ပေးထားပြီးတော့ပရင်းပေါက်ပါဝင်မှာပဲဖြစ်ပါတယ်ရှင်။ဘေးနှစ်ဖက်စလုံးတိုင်းမြင့်မရှိတဲ့အတွက်အလင်းရောင်နဲ့လင်းဝင်တွေထွက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်။တခန်းလုံးရေမီစေကြမ်းကင်းအကုန်အသစ်အသုံးပြုရမှာဖြစ်ပြီးတော့18ပေ54ပေကျယ်ဝန်းပြီးအခန်းရဲ့အမြင့်က9ပေရှိပါတယ်ဒုတိယအိတ်ခန်းကတော့အုံနဲ့ဖွဲ့ပေးထားပြီးရန်ရန်ကပ်ဗီတို့တွေထည့်သွင်းပေးထားမယ်တိုက်အလှဲ့အားဆိုရင်ဖြင့်မြောက်အလှဲ့ပဲဖြစ်ပါတယ်ရှင်တိုက်အသစ်ဆက်ဆက်လူမနေရသေးတဲ့အခန်းကိုမိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်တိုက်သက်တန်းဆိုရင်လည်း3နှစ်လောက်ပဲရှိပါသေးတယ်ရှင်ဒုတိယအိတ်ခန်းထဲမှာအဲကွန်တစ်လုံးထည့်သွင်းပေးထားမယ်ရွှေစင်နဲ့အတူတူမီးဖိုကန်ကိုလိုက်ကြည့်ပေးပါဦးရှင်မီးဖိုကန်အဝင်တစ်သားတကားကိုတက်ဆင်ထားပြီးတော့နှစ်ပေပတ်လည်ကျွေပြားတွေခင်းပေးထားမယ်အဝိလျှော်ဆက်ထားလို့ရမယ့်နေရာကိုတေချာလုပ်ပေးထားပြီးတော့ဘေးစင်တီးတန့်ပါဝင်မယ်ရေချိုးကန်းအိမ်သာတီးတန့်ပါဝင်ပြီးတော့ PVC တကားတွေအသုံးပြုပေးထားမယ်အောက်ခြေမှာကျွေပြားအပြည့်ခင်းထားပြီးနန်းရံမှာကျွေပြားအပြည့်ကပ်ပေးထားမယ် pressure ပန်းထည့်သွင်းပေးထားပြီးဒီတိုင်းကြီးတစ်လုံးထည့်သွင်းပေးထားပဲဖြစ်ပါတယ်ရှင်ဘိုးတိုင်းအိမ်သာအသစ်ဆက်တစ်လုံးတက်ဆင်ပေးထားပြီးတော့ emergency အပေါက်မှာဆိုရင်တေတာတကားတစ်ထပ်တန်ပန်းတစ်ထပ်ကိုလုံးဝဆေးဖြစ်အောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ်ရှင်မိဖို့ခုံရဲ့အောက်ဖက်အပေါ်ဘက်ဒီမှာကပ်ပီနက်ကိုတက်ဆင်ပေးထားမယ်မိဖို့ခုံနဲ့ဘေးစင်နေအောင်တေချာလေးလုပ်ပေးထားမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်လူကြီးမင်းတို့အနေဖြင့်ရေအလုံးလောက်အသုံးပြုဖို့အတွက်အဝီစီဂျိုးပြူရေနှလိုင်းပါဝင်ပြီးတော့စတီးဖေစင်ကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်တိုက်အမှတ်ပေါင်းခြင်းကခွန်မဲဖြစ်ပါတယ်ရှင်တခန်းလုံးကိုကြည့်ပြီးလို့ကြိုက်နှစ်သက်လို့ကြီးစုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုတဲ့ကဆမ်မာများအနေဖြင့်ကျွေးစင်ရီရဲ့ estate ကိုဆက်သွယ်ပေးပါရှင်။ဗန်နဲ့ချိတ်ဆက်ဝယ်ယူခြင်းသောလူကြီးမင်းများအတွက်လည်းဝန်ဆောင်မှုပေးသွားမှာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရဲ့တောင်ကလာပါမြို့နယ်အချက်ချာနေရာတစ်ခုဖြစ်တဲ့9ရက်ကွာဇာနီလန်းသွယ်တဲ့အခန်းအားဆိုရင်ဖြင့်ခြံဝန်းထဲမှာကားတွေရပ်ထားတဲ့အတွက်ကြောင့်လူကြီးမင်းတို့အနေဖြင့်ကားပါကင်ပေါ်မြရရှိမဲ့အခန်းလေးပဲဖြစ်ပါတယ်။နှလုံးသားတွေနှွေးထွေးစေမဲ့အေးချမ်းလုံခြုံမှုတက်တာအဖြစ်ဆုံးအခန်းကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ရွှေစင် property မှာစုမုံကောင်းတောင်းပေးလိုက်ပါတယ်။